အားလုံးပဲမင်္ဂလာပါလာမယ့်ပတ်အတွက်မွေးကနန်းလေးပါနော်အရင်ဘက်က9ခွန်လေး4နှစ်68အဲ့ဒီကောင်ကတစ်ပတ်ကျော်သူ့အောင်မှာပြန်ကြတယ်68ဆိုပြီးပြန်ကြတယ်သူ့ရဲ့နောက်တစ်ပတ်ကျော်69နဲ့53အဲ့၄လုံးခွေပါအဲ့၄လုံးခွေကသူ့ရဲ့တစ်ပတ်ကျော်မှာ39နဲ့69ဆိုပြီးတော့နှစ်ကွက်ထွက်တယ်ပေါ့နော်သူ့ရဲ့ညာဘက်တန်း3863 3863လည်းအဲ့လိုပဲသူ့အောင်မှာ36ဆိုပြီးတော့ထွက်တယ်နောက်တစ်ပတ်3228 3228ကလည်းအမေ32လို့ထွက်တယ်သူပေးနေဗိုလ်တော်ဦးတွေကြီးများနော်9နှစ်36အဲ့လေးလုံးခွေအဲ့လေးလုံးခွေရတော့25ဆိုပြီးတော့တောက်ချနေမှာထွက်သွားတယ်နောက်တစ်ပတ်2639ခွန်သူကျတော့စောသွားပြန်ရနော်32လို့ထွက်တယ်ခုလာမဲ့ပတ်35နှစ်အဲ့လေးလုံးခွေဒီလေးလုံးခွေကနောက်တစ်ပတ်မွေးရမယ်ခုလာမဲ့ပတ်ပေါ့နော်ပြီးနေကြပြီနော်1 2 3 4 5 6ပတ်ပြီးပါခုကျွန်တော်တို့နောက်ဆုံးပတ်လေးပါနော်မွေးရမယ်ခဏက35နဲ့ရှင်နှစ်ကိုခွေရမယ်အဲ့တော့ကျွန်တော်တို့ကနှစ်35ချက်ခွေပါပေါ့နော်နှစ်35ချက်ခွေဖို့မွေးမယ်ကြိုက်ရင်လည်းမွေးမကြိုက်ရင်မွေးနေပေါ့ကဲမူဆိုင်လေးကြိုက်တယ်ဆိုရင် like and share လေးလုပ်ပေးထားကြနော်အားလုံးပဲကျေးဇူးတင်ပါတယ်